Surely ပြန်ကောင်းပါပဲလို့မျှော်လင့်နေကြတယ်သူရှိနေသေးတယ်လို့ယုံကြည်ခြင်းနေကြသေးတဲ့သူတွေအများကြီးရှိတယ်ဆိုတာကျွန်တော်ပရိသတ်တွေရဲ့ဒီလိုတန်တမှုတွေနဲ့ဒီလိုချစ်ချင်းမြတ်တာတွေကိုဒါသူမြင်နိုင်ခဲ့မယ်ဆိုရင်တကယ်ကိုဝမ်းသာနေပါဒါပေမဲ့လေတစ်ခါတလေမှာလက်ခံရခက်ခဲတဲ့အမှန်တရားတစ်ခုကကျွန်တော်တို့ရှိကိုရောက်လာတတ်ပါတယ်။ဒီမှာမိသားစုတွေကိုယ်တိုင်ကလည်းဒါဝမ်းနည်းစွာနဲ့ပေါ့နော်ဒီသတင်းကပေးပြီးပါပြီ။ခုချိန်မှာတော့သူဟာပင်ပန်းမှုတွေအားလုံးကနေဝေးရမှာအေးချမ်းချမ်းနဲ့အနားယူနေပါသူ့ကိုချစ်တဲ့သူတွေအနေနဲ့ပေါ့နော်သူပြန်လာမှာကိုဒါမျှော်နေမဲ့အစားသူခြံထားခဲ့တဲ့ဒီအမတ်တရကောင်းလေးတွေတန်ဖိုးထားပြီးတော့သိသိထားကြရအောင်ဗျာ Surely Atlantic နဲ့ Pacific Ocean စုံတဲ့နေရာမြင်ဘူးလားအဲ့လိုပဲတချို့အရာတွေကစုံစည်းခွင့်မရှိရအောင်ဖတ်ခွင့်မရှိဘူးယူနေသူ့လိုပါ